စီးကြောင်းတက်ရပြောဖို့ကောင်းလားဆိုတော့ဒီနေ့လိုမျိုးစောစောထကြမလို့တဲ့နေ့ဆိုအရန်ပြောဖို့ကောင်းပါတယ်ဒီနေ့အတန်းချိန်က10 ခွဲမှစမှာဆိုတော့ကျွန်မ9 နာရီလောက်မှအိယာထပြီးကျောင်းသွားဖို့ပြင်ဆင်ပါတယ်ကျွန်မကအခု radiology department မှာသင်ရတာပေါ့နော်ကျွန်မတို့က row number အရဆိုရင်ရှေ့ရောက်တဲ့ group ဆိုတော့ medicine နဲ့ surgery stream ကိုအရင်သင်ရပါတယ်group B ကတော့ OG, China နဲ့ Forensic ကိုအရင်သင်ရတယ်ပေါ့နော် Medicine stream မှာက Psychiatry, Onco နဲ့ Medicine ရဲ့ Data Problems တွေ Investigations တွေကိုအဓိကသင်ခဲ့ရပါတယ်ကျမတို့ Medicine Wet Track Exam ကိုလည်း6 ရက်နေ့မှာဖြေခဲ့ပြီးသွားလို့အခုက Surgery stream ကိုရောက်နေတာဖြစ်ပါတယ် Surgery stream မှာပထမဆုံးသင်ရတာက Radiology ပါဒါနဲ့စကားမဆက်ထည့်ပြောရရင်လေ TikTok မှာနာမည်ကြီးရဲ့ဒီ Source Car လို့ခေါ်တဲ့နီလန်လေးကတော်တော်လေးအဆင်ပြေရေပေါ့နော် Result လေးကဒီဗီဒီယိုမှာမြင်တဲ့အတိုင်းပဲတော်တော်လေးအဆင်ပြေရေပေါ့နော်သူကအပူပေးစရာလည်းမလိုတော့ကြတော့သပင်ပြက်စီးမှလည်းမကြောက်ရဘူးသပင်ကိုခဏပဲကောက်ကြည့်ခြင်းနဲ့အပူပေးရမှတွေကသပင်ပြက်စီးမှကြောက်လို့မလုပ်ချင်ဘူးဆိုလို့ရှိရင်ဒီနီလန်လေးကိုလုပ်ကြည့်ဖို့ကျွန်မအကြံပေးချင်ပါတယ်ကဲအခုဆိုရင်တော့ကျွန်မကျောင်းသားဖို့အဆင်သင့်ဖြစ်သွားပါပြီအဲ့တော့ခုနပြောလက်စစကားကိုပြန်ဆက်ရမယ်ဆိုရင်ကျွန်မကဒီရေဒီယိုဌာနမှာတော်တော်လေးပျော်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ရေဒီယိုအခန်းရဲ့အဲကွန်ကတခြားတင်ခဲ့ရတဲ့အခန်းတွေတက်ဆိုင်တော်တော်လေးအေးလို့ပါကျမတို့နေ့တိုင်းမနက်ပိုင်းအချိန်တွေဆိုရင်လည်းဌာနက CT တို့ MRI တို့စက်တွေအကုန်လိုက်ကြည့်ရတယ်စက်တွေရဲ့အလုပ်လုပ်ပုံတွေကိုလည်းတီရှယ်တွေကတေချာရှင်းပြပေးရပေါ့နော်ရေဒီယိုဌာနကိုလည်းအခုမှပထမဆုံးရောက်ဖူးတာဆိုတော့အကုန်လုံးကအသစ်အဆန်းဖြစ်နေပြီးတော့ဒီစက်တွေကိုလေ့လာရတာကလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ကျမတို့လက်ချာကန်းကဒီမှာတွေ့ရတဲ့အတိုင်းပဲအလင်းရောင်မှိန်မှိန်လေးနဲ့အဲကွန်ကလည်းအေးအေးလေးဆိုတော့အရန်နေလို့ကောင်းပါတယ်ပြီးတော့ကျမတို့ကဒီရေဒီယိုဌာနမှာနှစ်ပတ်ကြော်ပဲတင်ရမှာဆိုတော့စာလည်းအရန်မများတဲ့အတွက်တင်ရတာတိတ်ပြီးတော့ rush ဖြစ်မနေဘဲနဲ့ပေါ့ပေါ့ပါပါရှိရေပေါ့နော်အဲ့ဒါပြီးရင်တော့ general surgery ကိုသွားရမှာဖြစ်ပါတယ်